အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုလေးမှာတော့ Microsoft Office Excel ဒါ Chapter 4 သင်ခန်းစာလေးကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်တို့ဒီပုံမှန်တိုင်းပဲဘာလုပ်လိုက်မလဲဆိုရင်ကိုယ့်ရဲ့ဒါ Excel software လေးကိုဖွင့်လိုက်ပါနော်။ Okay ဒါဆိုရင်ကျွန်တော်တို့ဒီ Chapter 4မှာဘာတွေအကြောင်းပြောသွားမလဲဆိုတော့ကျွန်တော်တို့ရှေ့ Chapter 3မှာတော့ကျွန်တော်တို့ဒီ insert column တွေ insert sheet တွေပေါ့နော်စာသဖြင့်ဒါလေးတွေပြောပြီးသွားပြီ။ဒီနေ့မှာတော့ဘာပြောသွားမလဲဆိုတော့ကျွန်တော်တို့ဒီ auto fill ရဲ့ copy tool လေးအကြောင်းလေးတွေပြောသွားမယ်နော်။ Okay ဒါအပြင်နောက်ကျတော့ကျွန်တော်တို့အများဆုံးသုံးတဲ့ဒါ Excel မှာမဖြစ်မနေတိကိုတည်ရမယ်ကျွန်တော်ဒီ number format အကြောင်းလေးလည်းဒီဗီဒီယိုလေးမှာပြောသွားပါမယ် Okay နော်ဒါဆိုရင်ကျွန်တော်တို့ရှိမှလည်းပြောခဲ့တဲ့ auto fill လေးတွေကိုနည်းနည်းလေးတော့ဆွဲပြခဲ့တယ်ပေါ့နော်ဒီတစ်ခါကျတော့ကျွန်တော်တို့ auto fill ကိုဘာလုပ်မလဲဆိုတော့ကျွန်တော်တို့အသေးစိတ်ကြာကြာနာနာဘာလုပ်မလဲဆိုရင်လေ့လာကြည့်မယ် Okay ဒါဆိုရင်ကျွန်တော်ဒီမှာရေးလိုက်မယ်1ရပြီနော်ဒီဘက်ကပါရေးလိုက်မလဲဆိုရင်ဒီမှာကျွန်တော်တို့2စသဖြင့်အဲ့လိုလေးရေးလိုက်ပြီးတယ်ဒါရေးပြီးတော့ကျွန်တော်တို့က auto fill ဖြည့်မယ်ဒါ auto fill ဖြည့်ပါဆိုရင်ကျွန်တော်တို့ဘာလုပ်လိုက်မလဲဆိုရင်နှစ်ခုလုံးကိုဆက်လက်မှတ်လိုက် Okay နော်ဒါဆိုရင်ဒီမှာကျွန်တော် auto fill 2အကြောင်းကိုမသိခင်မှာတစ်ခုလေးပြောပြပါမယ်ကျွန်တော်တို့ဒီ Excel မှာစင်းစရာတွေရိုက်တဲ့အခါမှာပေါ့နော်ဒါကိန်းဂဏန်းတွေကိုရေးတာပဲဖြစ်ဖြစ်ကျွန်တော်တို့နှစ်တွေလတွေကိုပဲရေးတာပဲဖြစ်ဖြစ်အဲကြရင်ကျွန်တော်တို့1 2 3စသဖြင့်အဲ့လိုမျိုးလိုက်ရေးနေစရာမလိုပါဘူးကျွန်တော်တို့ကအခုကျွန်တော်သင်ကြားမယ်ဒီ auto fill 2လေးအကြောင်းကိုတင်ပြီးတော့ရင် auto fill နဲ့တိုက်ရိုက်လိုက်ဆွဲလို့ရပါတယ် Okay เนาะဒါဆိုရင်သွားကြည့်လိုက်ရအောင်ဒါဆိုရင်ကျွန်တော်ဒီမှာဘာလုပ်လိုက်မလဲဆိုရင်1 2နှစ်ခုရိုက်လိုက်တယ်ရိုက်ပြီးတော့ရင်နှစ်ခုလုံးကိုဆက်လက်မှတ်လိုက်မှတ်ပြီးတော့ရင်ကျွန်တော်ဘာလုပ်မလဲဆိုရင်ဒီမှာ2ရဲ့တောင်လေးကဆွဲပါမယ်เนาะဒီမှာ2ရဲ့တောင်လေးကနေဆွဲပါမယ်ဒီမှာကျွန်တော်တို့လက်ညှိုးကလစ်လေးကိုဖိပြီးတော့ကျွန်တော်တို့ဆွဲသွားပါ Okay เนาะဒါဆိုရင်ဒါကိုလိုတော့ဘာလုပ်လို့ရလဲဆိုရင်ဆွဲယူလို့ရတယ်ဒီမှာကျွန်တော်ဆွဲပြပေးထားတယ် Okay เนาะအဲ့လိုမျိုးပဲကျွန်တော်တို့နောက်တစ်ခုကလည်းဆွဲလို့ရတယ်ဒီမှာပုံမှန်အဖြစ်ဆိုကျွန်တော်တို့ကဘယ်လောက်ရိုက်လဲဆိုတော့1 2ဆိုပြီးတော့နှစ်ခုရိုက်တယ်အလုံးမဟုတ်ဘဲနဲ့1တစ်ခုတည်းရိုက်ပြီးတော့ဆွဲရှာရှင်းနေဆိုလည်းရပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ1လေးရိုက်လိုက်မယ်ရိုက်ပြီးတော့ဘယ်လိုမျိုးဆွဲရှာရမလဲဆိုတော့ keyboard ကနေပြီးတော့ကိုက control key လေးကိုဖိထားပါဒီတင်တဲ့အခါမှာဒီမှာ1ရဲ့အောက်ကပေါ့နော်ဒါ2ရဲ့တောင်လေးမှာအခုလိုမျိုးလေးတောင်ဒီအပေါင်းတူလေးပေါ်လိုက်မယ်ဒီပေါ်မှာတင်ထားပြီးရင်ကျွန်တော်တို့ပါလိုက်မလဲဆိုရင် keyboard က control key လေးကိုဖိပါ Okay เนาะဒီလိုမျိုးလေးဖိလိုက်ရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုရင်နောက်ထပ်ဒီမှာအပေါင်းလေးတစ်ထပ်ပေါ်လာမယ်ဒါဆိုရင်ကျွန်တော်တို့လက်ကလေးလေးကိုဖိပြီးတော့မိမိလိုတလောက်ဆွဲလို့ရပြီ Okay เนาะဒါကတော့နောက်ထပ်တနည်းနဲ့ဆွဲနေဒါဆိုရင်ကျွန်တော်တို့က1 2ရိုက်ပြီးတော့လည်းဆွဲလို့ရလို့ဒါမှမဟုတ်ဘူးဆိုရင်ဘယ်လိုဆွဲမလဲ1လုံးတစ်ခါလေးရိုက်ဒီမှာပါနေမလဲ control key လေးကိုဖိပြီးတော့လည်းဆွဲသွားလို့ရတယ် Okay เนาะဒါကကျွန်တော်ကိန်းဂဏန်းလေးကိုဆွဲပြတာဒီမှာဆိုရင်ဘယ်လောက်ပဲကွာလဲဆိုတော့သူတို့မှာ1ပဲကွာတယ်ဒါမှမဟုတ်ဘူးကျွန်တော်တို့ကဒီဘက်မှာဆွဲကြည့်မယ်ကျွန်တော်အခုဆွဲပြနေရတာ column like တွေဆွဲပြနေတာပါ row like တွေလည်းဆွဲလို့ရတယ် Okay row like ဆွဲမယ်ဆိုရင်လည်းဒီမှာ run row ရဲ့နောက်ကိုပေါ့နော်ကျွန်တော်တို့ဒီဘက်မှာဆွဲရှင်နေဆိုရင်ဘာလုပ်မလဲ runway တောင်းမှာပဲ mouse pointer လေးတင်ထားဘာလုပ်မလဲဆိုရင် keyboard ကနေပြီးတော့ခုနလိုပဲကျွန်တော်တို့ control key ကိုဖိထားမယ်ဆွဲလိုက်ပါမယ် Okay နော်ရတယ်နော်ဒါဆိုရင်ကိုယ်စိတ်ကြိုက်ဆွဲလို့ရပါတယ်ဒါကတော့ကျွန်တော်တို့ဒါ auto fill tool လေးအကြောင်းပြောတာပါ Okay ဒါဆိုရင်နောက်တစ်ခုကကျွန်တော်တို့ကဒီမှာတော့သူ့ရဲ့အကွာဝေးကဘယ်လောက်ပဲရှိတော့ကျွန်တော်တို့က1တွေပဲကွာထားတာအလုံးမဟုတ်ဘူးကိုယ်စိတ်ကြိုက်လဲကွာလို့ရတယ်ဒီမှာ1ကျွန်တော်ဒီဘက်မှာပါလို့လိုက်မယ်3အကွာဒီထားလိုက်မယ်နှစ်ခုလုံးကိုဆက်လက်မှတ်လိုက်မှတ်ပြီးတော့ရင်သူ့ရဲ့တောင်းကနေပြီးတော့ကျွန်တော်တို့ဒီလက်ကလေးလေးကိုဖိပြီးတော့ဆွဲသွားပါမယ်Okay เนาะဒါမျိုးလေးလည်းပါလို့ရလဲဆိုတော့ဆွဲလို့ရတယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ auto fill လေးနဲ့ဖြည့်ပြီးသွားပြီ Okay เนาะအဲ့လိုမျိုးပဲကျွန်တော်တို့ကဒီဘက်မှာလည်းဆွဲလို့ရတယ်ဥပမာထားပါတယ်ကျွန်တော်ကဒီဘက်မှာကျတော့5ထားလိုက်မယ်4အကွာဒီရေးရှင်တာပေါ့နော်ဒါကြောင့်နှစ်ခုလုံးဆက်လက်မှတ်ဒီမှာเนาะဒါဆိုရင်ကျွန်တော် row တွေရော column တွေရောအားလုံးကိုဘာလုပ်ပြနေလဲဆိုရင် auto fill ဆွဲပြနေတယ်ဆက်လက်မှတ်သူ့ရဲ့တောင်လေးကနေလက်ညှိုးကလေးလေးဖိပြီးတော့ကျွန်တော်တို့ဆွဲသွားလို့ရတယ်နားလည်မယ်နော် Okay ဒါလေးကတော့ပါလဲဆိုရင်ဒါကိန်းဂဏန်းလေးတွေကိုဖြည့်ပြတာOkay เนาะနောက်တစ်ခုကကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုတော့ဒီ auto fill 2မှာကျွန်တော်တို့ကနှစ်တွေလတွေဆိုရင်လည်းကျွန်တော်တို့ဖြည့်စရာမလိုဘူး Okay ဒါဆိုရင်ကျွန်တော်ကဒီမှာနှစ်လေးကိုအရင်ပြပြမယ်ထားပါတော့ကျွန်တော်ကဒီမှာ2000နဲ့မှာ20ထားပါ2000နဲ့မှာဆက်ခွန်စသဖြင့်အဲ့လိုတွေထားလိုက်မယ်ဒါဆိုရင်ကျွန်တော်ကဒီဘက်မှာဆက်ဖြည့်ရှင်တာဘယ်လောက်လဲ2018 2019အဲ့ဒါဖြည့်လိုက်မယ်ဒီမှာ2000နဲ့မှာ18စသဖြင့်ရေးလိုက်ပြီးရေးသွားတဲ့နှစ်ခုလုံးကိုဆက်လက်မဲ့2000ကနေဘာလို့ရလဲဆွဲပြီးတော့လဲဖြည့်လို့ရတယ်ဒါကတော့ခုနှစ်တွေကိုဖြည့်ပြတာเนาะဒါဆိုရင်ဒါကတော့ခုနှစ်ကိုဖြည့်တာနောက်တစ်ခုကကြတော့ကျွန်တော်တို့ဘာပြောမလဲဆိုတော့ရက်တွေဆိုရင်လည်းကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုရင် auto ဖြည့်လို့ရတယ်ဒီမှာကျွန်တော်ရေးလိုက်မယ်Monday ပေါ့နော် Okay
ဒီမှာ Monday လို့ရေးပြီးသွားပြီးရေးသွားကျွန်တော်တို့ကနောက်ထပ် Tuesday Thursday အဲ့လိုမျိုးရေးစရာမလိုတော့ဘူးဘာလို့မလဲဆိုရင်ဒီ Monday ရဲ့ down ကနေပြီးတော့ကျွန်တော်တို့လက်ညှိုးကလေးလေးကိုဖိပြီးတော့ဆွဲချလို့ရပါတယ်โอเคเนาะဒါဆိုရင်ကျွန်တော်တို့ကဒီမှာစဉ်းစား7 day ဟာဖြည့်ပြီးသွားပြီဆက်ဆွဲမယ်ဆိုရင်သူကဘေးကစပြီးပြန်လာမလဲဆိုတော့ကျွန်တော်တို့ဟိုပထမဆုံးဒီမှာ Monday ကနေစပြီးပြန်လာပါမယ်โอเคเนาะဒါလေးကတော့ဘာလုပ်တာလဲဆိုရင်ဒါနှစ်တွေလတွေကိုရေးတဲ့အခါမှာဆွဲကြမလို့ဘူးဒါဆိုရင်ကျွန်တော်တို့ကဘာလုပ်မလဲဆိုရင်ဒီမှာ Monday ရဲ့ down ကိုနေမယ်ဒါဆိုရင်အခုဆွဲပြတာကတော့ဘာကိုဆွဲပြရလဲဆိုရင် column ကိုဆွဲပြတာ row တွေကိုလည်းဆွဲချရှင်းနေဆိုရင်အဲ့လိုပဲဒီဘက်မှာ Monday ကို select မှတ်ထားမှတ်ပြီးသွားရင်သူ့ရဲ့ down ကနေကျွန်တော်တို့ဆွဲချပါပါမယ်โอเคเนาะဒါမျိုးလေးလည်းဆွဲလို့ရတယ်ဒါကတော့ကျွန်တော်ကဒီမှာ row လေးကိုဆွဲပြတာပေါ့နော်โอเคအဲ့ဒီမှာသတိထားမှာတကူကထားပါတော့ကိုကဒီ one stay နောက်ကိုပဲလိုချင်တာဆိုရင်ဒီမှာ one stay နောက်ကဆွဲမယ်နော်ကိုရေးထားတဲ့ရက်ပေါ်မှာမူတည်ပြီးတော့အစင်လိုက်ကြပေးမှာโอเคเนาะဒါဆိုရင်ကျွန်တော်တို့ဒီမှာ Friday နောက်ကဆက်ဆွဲကြည့်မယ် Friday Sunday အဲ့လို Saturday Sunday စသဖြင့်အဲ့လိုလေးအစင်လိုက်လာမှာโอเคเนาะဒါဆိုရင်နားလည်မယ်လို့ထင်တယ်ဒါကတော့ကျွန်တော်တို့ day တွေကိုလုပ်ပြတာနောက်တစ်ခုလတွေကိုလည်းရပါတယ်โอเคเนาะဒါဆိုရင်ကျွန်တော်တို့ဒီမှာ January ရေးလိုက်ပြီးရေးပြီးသွားရင်ဒီလိုပဲ select မှတ်မယ်မှတ်ပြီးသွားရင်သူ့ရဲ့ down ကနေပြီးတော့ဆွဲချသွားမယ်ရလားဒါဆိုရင်ကျွန်တော်တို့ဒီမှာ12လရေးပြီးသွားပြီဒီမှာလပို့သွားတယ်ဟိုတလားဟို12လပြည့်သွားပြီဆိုရင်သူကဘေးကစလာမယ်ဆိုရင်ဒီ January လပြန်စလာမယ်โอเคเนาะဒါကတော့ဗာလေးလဲဆိုရင်ဒါကကျွန်တော်ပြောရတာကဒါ copy to နဲ့ဒါ auto fill to လေးအကြောင်းပဲရှိသေးတယ်ပေါ့နော်ဒါဆိုရင်ဒီမှာဘာလုပ်လို့ရတယ်ဆိုရင်ဒါ auto fill လေးနဲ့ဖြည့်လို့ရတယ်โอเคเนาะဒါဆိုရင်နောက်တစ်ခုလေးဆက်ကြည့်ကြည့်မယ်ဒါကတော့ကျွန်တော်ပြောရတော့စုံသွားပြီကဲလို့ဟို date တွေဆိုလဲရတယ်เนาะ date တွေတိုင်းတွေဆိုလဲရပါတယ်โอเคဒါဆိုရင်အဲ့ဒါလေးတော့ဆက်မပြောသေးဘူးဒါဆိုကျွန်တော်ဒီဘက်မှာ auto fill ဆိုတာလေးရှိတယ်တွေ့လားတွေ့နော်โอเคအဲ့ဒါလေးသွားကြည့်မယ်ဒါဆိုရင်ကိုကဖြည့်မဲ့ဟာလေးအားလုံး select မှတ်ထားလိုက်မယ်နော်โอเคဒီမှာ fill တဲ့က series ကိုသွားလိုက်မယ်ဒါဆိုရင်ကိုကဘယ်လိုမျိုးဖြည့်ရှင်တာလဲ column ဖြည့်မှာမလားနော်ဒါဆိုရင် column ဖြည့်မယ်ဒါဆိုရင်ဒီမှာ step value ကဘယ်လောက်ထားလဲဆိုရင်1ထားရတယ်โอเคနော်ဒါဆိုရင်ကျွန်တော်ကဒီမှာဘယ်လောက်ထားလိုက်မလဲဆိုတော့ဒီမှာကျွန်တော်တို့ဒီမှာ step value ကို3ထားလိုက်မယ်ပေါ့နော် stop value ကလည်းကိုယ်စိတ်ကြိုက်ထားလို့ရတယ်နော် sorry ဒီနားမှာတစ်ခုလေးရေးခဲ့မယ်ဒါဆိုရင် select မှတ်လိုက်မှတ်ပြီးသွားရင်ကျွန်တော်ပေးသွားမလဲတွေ့ထောင်းသွားဒီမှာ series ကိုသွားမယ်โอเคเนาะဒီမှာ step value ကိုကျွန်တော်တို့1ထားတာဥပမာဒီ1ပြီးရင်ကိုကဘယ်လောက်ထားရှင်းတာလဲဒါမှမဟုတ်5ထားရှင်းတယ်ဆိုဒီနားမှာ5ရေးမယ်เนาะဟိုကိန်းကနန်းဘယ်လောက်မှရေးစေချင်တာလဲရက်မဲ့ကိန်းကနန်းလဲဒီမှာတက်ခါရေးလို့ရတယ်ကျွန်တော်တို့ဒီမှာမရက်ဖဲနဲ့ဘာလို့လိုက်မလဲဆိုရင် auto fill လေးသုံးလို့ရတယ်เนาะဒါဆိုရင် okay လေးထားလိုက်မယ်တွေ့လားဒါဆိုရင်1 6 11စသဖြင့်အဲ့လိုလေးဘာလို့ပြီးတော့လဲ auto fill နဲ့ဖြည့်ပေးသွားတယ်နားလည်မယ်เนาะဒါကတော့ကျွန်တော်တို့ကိန်းကနန်းတွေကိုအစင်လိုက်ရေးလို့ရတာလေးပြောပြတာအလုံးမလုံးရှင်ဘူးဆိုလည်းရတယ်ကိုကစရှင်တာက7ကစရှင်တယ်ဒါဆိုရင်7လေး select မှတ်ထားမှတ်ထားပြီးကိုဖြည့်မဲ့ပုံစံနဲ့ select မှတ်မယ်เนาะအဲ column တွေ row တွေလိုက်ဖြည့်ရှင်နေဆိုရင် row တွေကို select မှတ်လိုက်เนาะဒါတော့ကျွန်တော်က column လေးဖြည့်ပြမယ် fail လေးကိုသွားပါသွားပြီးသွားရင်ကျွန်တော်ဒီမှာလဲဆွဲလို့ရရင်เนาะ down ဘက်ကိုသွားမလား right ဘက်သွားမလား up ဘက်ကိုသွားမလားဒီမှာလဲကိုယ်စိတ်ကြိုက်သုံးလို့ရတယ်ဒါဆိုရင်ကျွန်တော်ကဒီမှာတော့ဗာလေးနဲ့သုံးသားမလဲဆိုတော့ series လေးနဲ့သုံးမယ်ဒါဆိုရင်ကိုကဒီမှာပါဆွဲချမှာလဲဆိုတော့ column ဆွဲချမှာပါဒါဆိုရင်ပုံမှန်အားဖြင့်ဆိုရင်သူကဘာလုပ်နေလဲဆိုရင်ကျွန်တော်တို့ဒီမှာ step value မှာ1ပဲပေးထားတယ်ဒါကတော့ကိုကဘယ်လောက်ရှားနားစေချင်တာလဲဒီပုံမှာမူပြီးတော့ကိုရေးပေးရမယ်โอเคဒါဆိုရင်ကျွန်တော်တို့ကဒီမှာရေးလိုက်မယ်ဆရာတို့ကဒီမှာဘယ်လောက်ရှားလိုက်မလဲဆိုတော့9ရှားလိုက်မယ်နော်โอเคဒါပြီး okay ထားလိုက်မယ်ဒါဆိုရင်ဒီရဲ့နောက်ကိုဘာလုပ်ပေးရလဲ7ကို9ဆက်ပေါင်းပေးတယ်အဲ့သဘောနော်ဒါလေးရမလားရမယ်နော်ဒါဆိုရင်သူကဟိုဒီမှာကျွန်တော်တို့တစ်ခုသတိထားရမှာကဒီမှာတစ်ချက်ပြန်ပြပေးမယ်ဒီရဲ့ down ကိုသွားပါသွားပြီးရင် series ကိုသွားလိုက်တယ်သွားပြီးသွားတဲ့အခါမှာ disturb value ဒီဆရာတို့နောက်ထပ် gain ကဏ္ဍတစ်ခုနဲ့ကွာမဲ့အရာပါโอเคနော်ဒီ7ဆိုတဲ့ gain ကဏ္ဍကိုဘယ်လောက်ပေါင်းထည့်မှာလဲဒီပုံမှာမူတည်ပြီးတော့ဘာလုပ်ရမှာလဲဆိုရင်ဒီရဲ့ step ပဲတော့သွားမှာဥပမာထားပါတော့ကိုက3စီကွာရှိနေဆိုဒီနားမှာ3ထည့်ဒါပြီးသွားရင် okay ပေးလိုက်30 73စသဖြင့်ရလာလိမ့်မယ်โอเคเนาะဒါကတော့ကျွန်တော်ပြောတော့တာကဘာလေးလဲဆိုတော့ဒါ auto fade to လေးအကြောင်းပြောသွားတာဒါဆိုရင်နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ auto fade to ကိုပဲသုံးလို့ရတာလေးရှိသေးတယ်အဲ့ဒါကြတော့ auto fade to လို့မခေါ်ဘဲကျွန်တော် copy to ခေါ်တယ်โอเคเนาะဥပမာဒါလေးဖြတ်လိုက်မယ်နော်โอเคဘာလို့ auto ဒီ copy to လို့ခေါ်ရလဲဆိုတော့ကျွန်တော်တို့ဒီမှာရေးကြည့်လိုက်မယ်ဥပမာကိုကနေတဲ့နေရာတွေအားလုံးတူနေတယ်ဒါဆိုရင်ကျွန်တော်ရေးလိုက်တယ်ဒီမှာရန်ကုန်နော်ရန်ကုန်တွေအားလုံးတူနေတယ်အားလုံးကသူကရန်ကုန် position ကြီးပဲဆိုရင်ကျွန်တော်တို့ auto fill နဲ့ဆွဲချလို့ရတယ်နောက်ထပ်ရန်ကုန်ဆိုပြီးတော့လက်ရိုက်နေစရာမလိုဘူးဒါဆိုရင်ကျွန်တော်တို့ဒီမှာသူ့ရဲ့ဒီရန်ကုန်ရင်းတောင်းသွားမယ်လ
menu click လေးကိုဖိပြီးတော့ဆွဲသွားလိုက်ရမယ်နော်ဒါကိုဘာလို့ခေါ်လဲဆိုရင် copy to လို့ခေါ်တယ်အဲ့လိုမျိုးပဲစသဖြင့်ကိန်းကနန်းလေးကိုလည်းတစ်ခုတည်းဥမာအများကြီးဆွဲရှာခြင်းနဲ့ဆိုလည်းရတယ်ဥမာ1ပဲရေးလိုက်တယ်ဒါဆိုရင်ကျတော့ဒီမှာတောင်းလေးဆွဲလိုက်ဒါ1နေပဲလာမှာနားလည်မယ်နော်ဟိုဒါမျိုးလေးလည်း copy to လေးနဲ့သုံးလို့ရတယ်နောက်ပြီးကျတော့ကျွန်တော်နာမည်တွေရေးမှလားစသဖြင့်ပေါ့နော်အဲ့လိုမျိုးလေးဘာလုပ်လို့ရလဲဆိုရင်ဒါ copy to နဲ့ဆွဲချလို့ရတယ်နားလည်မယ်နော် okay ဒါဆိုရင်ကျွန်တော်အခုပြောသွားတယ်ဒီ copy to လေးအကြောင်းကိုတော့ဒါရမယ်လို့ထင်တယ်ဒါဆိုရင်ကျွန်တော်အခုပြောသွားတာဗာလဲဒီ auto fill to နဲ့ copy to နှစ်ခုအကြောင်းပြောပြသားပြီနားလည်မယ်နော် okay ဒါဆိုရင်နောက်တစ်ခုလေးဆက်သွားကြည့်မယ် okay ဒါဆိုရင်ကျွန်တော် sheet 2လေးသွားလိုက်ပါမယ် okay ဒါဆိုရင်နောက်တစ်ခုကတော့ဗာလဲဆိုတော့ကျွန်တော်တို့ကဒီဘက်မှာ number format အကြောင်းလေးပြောမယ် okay နော်ဒီ number format ကအများကြီးသုံးတယ်ကျွန်တော်တို့ဒီ Excel စင်ကြားတွေနောက်ပိုင်းမှာတွက်မဲ့ဟာတွေကိန်းဂဏန်းတွေတွက်ဖို့အတွက်ဆိုရင်ဒီ number format ကိုရမထားဘူးဆိုရင်ကျွန်တော်တို့တွက်တဲ့အခါမှာအလွဲလွဲချော်ချော်တွေနဲ့အမားတွေပဲထွက်ပါလိမ့်မယ်ဒါကြောင့်ကျွန်တော်တို့ဘာလုပ်ဖို့လိုလဲဆိုရင်ဒီ number format လေးကိုတည်တည်ချာချာလေးလေ့လာဖို့လိုပါတယ် okay ဒါဆိုရင်ကျွန်တော်တို့ဒီမှာရေးလိုက်မယ်ဆရာဥပမာဖြစ်ရေးလိုက်မယ်เนาะဒီမှာဆရာတို့ဒီမှာ6000 okay ရေးလိုက်ပြီအန်နာလေးခေါက်လိုက်တယ်ဒါဆိုရင်သူ့ရဲ့ format ကဘာလဲဆိုရင်ကျွန်တော်တို့ကပုံမှန်အားဖြင့်ဆိုရင် general format ပဲဝင်တယ် okay เนาะဒီမှာထောက်ကြည့်မယ်ညီသည့် cell ကိုပဲထောက်ဒီနားမှာ format လေးကဘာလဲဆိုရင် general format လို့ခေါ်တယ် okay เนาะဒါဆိုရင်ကျွန်တော်တို့ဒါလေးကိုနှိပ်ထားလိုက်နှိပ်ထားပြီးကျွန်တော်တို့ကဒီမှာ dollar sign လေးတွေတက်ရှင်နေဘယ်လိုတက်ရမလဲဆိုရင်ဒီမှာ number format ဒီပေါ်မှာပဲကြည့်မယ်เนาะဒီမှာ number format လေးတွေ့လားဒါကဘာလို့ခေါ်လဲဆိုရင် accounting format လို့ခေါ်တယ် okay เนาะဟိုငွေကြေးတွေကိုရေးတဲ့အခါမှာသုံးတာပေါ့เนาะပြောရမယ်ဆိုရင်ကျွန်တော် dollar sign လေးတွေတက်ရှင်နေဒါဆိုရင်ဒါလေးနှိပ်လိုက်တွေ့လားဒါဆိုရင်တက်ပြီးသွားပြီ okay เนาะဒါဆိုရင်နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ကအဲ့လိုမဟုတ်ဘူးဒီ dollar sign မတက်ရှင်ဘူးတခြားလေးတက်ရှင်တာဆိုရင်တော့သူ့ရဲ့ down လေးကိုသွားပြီးတဲ့ဒီမှာကိုတက်ရှင်တဲ့ sign လေးတွေရှိတယ်ဒီမှာဆိုရင်ဗာလဲဆိုရင်ဒါ United Kingdom သုံးတဲ့ဒါငွေကြေးရည်တွက်မှုပုံစံဒါဆိုရင် China ကသုံးတဲ့ဒါငွေကြေးတည်တွက်မှုပုံစံကိုကြိုက်တာကိုသုံးပါနော်ကျွန်တော်ကဒီမှာ US လေးသုံးလိုက်မယ်ဒီပုံစံလေးရမယ်နော်ဒါကတော့ကျွန်တော်ဒီမှာ format လေးပြောင်းပေးတာဘာပြောင်းသွားလဲဒီမှာ accounting format ပြောင်းပေးသွားပြီ okay နော်ဒါဆိုရင်ဒီဘက်မှာကျတော့ဒါလေးကိုတစ်ချက်ကြည့်ကြည့်အောင်ဒါကကျတော့ဘာလို့ခေါ်လဲဆိုရင် decimal place ရဲ့ decimal place ဆိုတာ increase decimal နဲ့ကျွန်တော်တို့ decrease decimal ဆိုတော့နှစ်မျိုးရှိပါတယ်ဒီမှာ increase ဆိုရင်တော့ကျွန်တော်ဒီမှာ decimal place ဘယ်လောက်ယူထားလဲဒီမှာ6000ရဲ့နောက်မှာ3ညာနှလုံးယူထားတယ်ဒသမနောက်မှာနှလုံးယူထားတယ်ဒါကိုဘာလို့ခေါ်လဲဆိုရင် decimal place လို့ခေါ်တယ်ဒါဆိုရင်ကျွန်တော်ကတိုးလိုက်မယ်ဘယ်လောက်ဖြစ်သွားပြီလဲ3လုံးလိုချင်ဘူးဆိုလဲချော်လို့ရတယ်ဒီဘက်မှာ decrease decimal okay နော်ဒါမျိုးလေးချော်လို့ရတယ်နားလည်မလားရမယ်လို့ထင်တယ်ဒါကတော့ကျွန်တော်ဒီဘက်ကဒီပေါ်မှာရှိတဲ့ဟာလေးကိုအရင်ဆုံးပြောင်းပြတာဒါဆိုရင်ကျွန်တော်ဆက်ရေးလိုက်မယ် okay ဒီမှာ9000လေးရေးလိုက်တယ်ဒါစီလဲပါဖြစ်လဲ general format ဖြစ်သွားပြီ okay တကယ်လို့ပေါ့နော်ကိုကကိန်းဂဏန်းတစ်ခုခုကိုဟိုမှာထားပါတော့ဆရာတို့ဒီမှာဆက်ရေးလိုက်မယ်9000ဒီမှာ9သိန်းလို့ပဲရေးလိုက်တယ်နော်ကိန်းဂဏန်းတွေရေးတွက်တဲ့အခါမှာလေကြာရေးတွက်တဲ့အချိန်မှာဘာလေးတွေတွေ့ရလဲဆိုကျွန်တော်တို့ဒီမှာ comma style လေးတွေတွေ့ရတယ်နော်ဒီ comma style လေးတက်ရှင်နေဆိုလေဒါလေးကိုနှိပ်လိုက်တွေ့လားဒီမှာသုံးလုံးတစ်ဖြတ် comma လေး copy သွားတယ်ဒါဆိုရင်အကုန်လုံးတတိထားမိလားမသိဘူးနော်ဆရာကပြောင်းသွားတယ်ဒီဘက်က accounting format မှာလည်း decimal place 2နေရာထည့်ပေးတယ်ဒီဘက်က comma style လေးကိုသုံးလိုက်တော့လဲ decimal place 2နေရာထည့်ပေးတယ်အားလုံးကတော့ decimal place 2နေရာလေးထည့်ပေးတယ်ဒါဆိုရင်ကိုကလိုချင်နေဆိုရင်ဆက်တယ်မလိုချင်ဘူးဆိုရင်ဘာလို့ရလဲ short လို့ရတယ်ဒါကကိုစိတ်ချက် okay နော်ဒါဆိုရင်ဒါလေးလည်းရမယ်လို့ထင်တယ်ဒါကတော့ comma style လေးပြောတာနောက်တစ်ခုကဒီဘက်မှာ percentage လေး okay နော်ဒါဆိုရင် percentage လေးကကြတော့သူကဟိုပြောရမယ်ဆိုရင်ဆရာတို့ဒသမဂိမ်းကိုပြောင်းရင်ပိုကောင်းတယ်ဥပမာထားပါတော့ဆရာတို့ကဒီမှာ0. ဒီမှာ25လေးကိုထားလိုက်တယ်26လေးထားလိုက်တယ်ထားပြီးတော့ဒီမှာ decimal ဒါလေးကိုဒသမဂိမ်းလေးကိုကျွန်တော်ဗာပြောင်းလိုက်မယ် percentage လေးပြောင်းလိုက်မယ်နေလိုက်မယ်ဘယ်လောက်လဲ 26% okay နော်ဒါဆိုရင်သူကဒသမဂိမ်းလေးကို percentage ပုံစံနဲ့ပြရှင်နေဆိုရင်တော့ဒါလေးကိုနှိပ်လို့ရတယ် okay နော်ဒါကတော့ကျွန်တော်တို့အခြေခံအဖြစ်ဒီပေါ်မှာထိတဲ့ဟာလေးကိုဘာလို့ပြရလဲဆိုရင်ပြောပြပေးတော့လားဒါဆိုရင်နောက်တက်ဒီထက်ပိုပြီးတော့နည်းနည်းရလေးတွားကြည့်အောင်ဒါဆိုရင်ကျွန်တော်တို့ကဒီဟာလေးပဲမှလိုက်မယ်နော်ဒါဆိုရင်ကျွန်တော်ဒီရဲ့ down လေးကိုတွားပါတွားပြီးတော့ဒီမှာ format တွေအများကြီးရှိတွေ့လားနော် general format number format စသဖြင့်ပေါ့နော် date time format တွေအစားအားလုံးပါတယ် okay ဒါဆိုရင်ကျွန်တော်တို့ပုံမှန်အဖြစ်စဉ်အားလုံးရေးရတာပါလဲဆိုရင် general format ကိုရေးပါတယ်ဒါဆိုရင်ကျွန်တော်တို့သုံးကြည့်မယ်နော်ဒီခါကျတော့ i ကိုတွားလို့လည်းရတယ်ဒီနားလေးမှာလည်းတွားလို့ရတယ်ဒါမှမဟုတ်ဘူးဆိုရင်ဒီ number format က down မှာတစ်ချက်နေလိုက် okay အခုလိုမျိုးလေး format cell ဆိုပြီးကြာလာပါလိမ့်မယ်ကြာလာပြီဆိုရင်ကျွန်တော်ဒီဘက်မှာ general နဲ့ရေးမှာလား
ဒါမှမဟုတ် number format နဲ့ရေးမှာလား okay เนาะ number format ကိုကြတော့ဘယ်လိုအရှင်ဒီမှာသုံးလဲဆိုတော့ကျွန်တော်တို့ကိန်းကဏန်းတွေတွက်တဲ့ share တဲ့အခါမှာအများဆုံးသုံးတယ် okay เนาะဒါဆိုရင်ဆရာတို့ဒီမှာ number format လေးထည့်ရှင်နေဆိုရင်ထည့်မယ် number format လေးကို select မှတ်လိုက်တယ်မှတ်ပြီးတော့ရင် decimal place ဘယ်နေရာထည့်မှာလဲကိုကဒီမှာရွေးထည့်လို့ရတယ် okay ထားပါတော့ကျွန်တော်တို့ဒီမှာ3နေရာထည့်မယ် okay เนาะဒီမှာအပေါ်မှာ symbol လေးပြတယ်ဒီပုံစံလေးပြထားပါတယ်เนาะဒါကိုယူမဲ့ပုံစံကဒီနားလေးမှာသွားကြည့်လို့ရတယ် okay ဒီမှာဗာလဲ decimal place 3နေရာလေးထည့်ထားတယ်ဒီမှာ use ဒီမှာတွေ့လားဟိုဒီမှာ spreader လေးသုံးမလားလို့ပြောတာ comma style လေးသုံးမလားလို့ပြောတာသုံးမဲ့ဆိုရင်ဘာလို့လဲ image လေးပေးခဲ့မသုံးဆိုရင် image မပေးနဲ့ရတယ်နော် okay ဒါဆိုရင်ကျွန်တော်ကဒီမှာသုံးလိုက်မယ် okay လေးပေးမယ်တွေ့လားရပြီနော်ဒါက number format ပြောင်းတာ okay အဲ့လိုမျိုးပဲအောက်ကဟာလေးလည်းဆက်ပြောင်းကြည့်မယ် number format ကတောင်းအောင်သွားပါသွားပြီးသွားရင် currency format လေးပြောင်းကြည့်မယ်နော် number format ပြောင်းပြပြီးပြီဒါဆိုရင်ဒီမှာကြတော့ဘာသွားမလဲဆိုတော့ currency format မှာလည်းအဲ့လိုပဲ decimal place ကိုကြိုက်တာခေါ်လို့ရတယ် okay နော်3နေရာယူမှာလားယူလို့ရတယ်မယူဘူးဆိုရင်လည်းကိစ္စမရှိဘူးစီတိုပေးထားလိုက်နောက်တစ်ခုကတော့ကျွန်တော်တို့ဘာရှိလဲဆိုတော့ဒီမှာ symbol ဆိုတာလေးရှိတယ်ဒီ symbol မှာရွေးလို့ရတယ်အများကြီးရှိပါတယ်ကိုသုံးမဲ့ဟာလေးကိုသွားရွေးပေးပါဒီမှာအများကြီးပါပဲเนาะဒီမှာတွေ့လားဒီမှာကျွန်တော်အများကြီးရှိပါတယ်ကိုသုံးမဲ့ဟာလေးသွားရွေးရပါမယ်เนาะဒီမှာအများကြီးဆိုမှအများကြီးပါပဲဒါနိုင်ငံတကာရဲ့ဘာတွေထည့်ထားလဲဆိုတော့ငွေကြေးပုံစံတွေကိုဒီမှာထည့်ပေးထားတာပါဒီထဲမှာကိုသုံးမဲ့ဟာလေးကိုဘာလို့မလဲ symbol လေးကိုခေါ်ပြီးတော့သုံးရပါမယ်โอเคเนาะဒါဆိုရင်ဆရာတို့ကဒီမှာဘာလဲသုံးလိုက်မလဲဆိုတော့ဒီမှာ dollar sign လေးသုံးပြမယ်တစ်ချက်နေလိုက်နေပြီးတော့ရင်ဒီမှာ okay လေးပေးလိုက်မယ်တွေ့လားဒါဆိုရင်ဒီမှာကတ်သွားတယ်တွေ့မယ်เนาะဒါဆိုရင်ဆရာတို့နောက်တစ်ခုလေးပြောကြည့်မယ်အခုပြောရတာကဘာလဲဆိုတော့ currency format ဒါဆိုရင်ဆရာရှင်းပြစရာလေးရှိတာဖြစ်တဲ့အကြောင်းဒီနားမှာတစ်ခုလေးရေးလိုက်မယ် okay ဒီမှာဒါလေးကိုလည်း select မှတ်ထားပြီးတော့ number format ကိုတောင်းသွားမယ်ဆရာဒီမှာနှစ်ခုရှင်းပြီးသွားရင်เนาะနောက်တစ်ခုကတော့ဘာလဲဆိုရင် accounting format currency ဆိုတာကိုယ့်ရဲ့ငွေကြေးတွေကိုပြောတာเนาะဟိုငွေကြေးပမာဏကိုကြည့်တွက်တဲ့အခါမှာသုံးတယ်ဒါဆိုရင်ဆရာတို့ကဒီမှာ accounting ဆိုတာငွေကြေးတွေကိုတွက်တာเนาะကိုကငွေကြေးတွေကိုတွက်တဲ့အခါမှာသုံးတာဒါဆိုရင်ဆရာတို့ဒါနဲ့ accounting နဲ့ currency နဲ့ဘာကွာတာလဲဆိုရင် currency ဆိုတာတော့ငွေကြေးတက်တက်ပဲเนาะကိုယ့်ရဲ့ငွေဘယ်လောက်ငွေဘယ်လောက်လဲဒီလောက်မျိုးတွက်တာဒါကကြောင့်အဲ့လိုမဟုတ်ဘူးငွေတွေကိုရေတွက်တာဘယ်လုပ်ငန်းကဘယ်လောက်ဝင်နေဘယ်လုပ်ငန်းကတော့ဘယ်လောက်ပါထွက်ငွေဘယ်လောက်ဝင်ငွေဘယ်လောက်စသဖြင့်တွက်တာကိုဘာလို့ခေါ်လဲဆိုရင် accounting လို့ခေါ်တယ်โอเคเนาะဒါဆိုရင်ဒီမှာတော့ decimal place အတူတူပဲကိုကထည့်မှာလားမထည့်ဘူးလားရတယ်ဒါဆိုရင်ဒီမှာတစ်ချက်ကြည့်မယ် currency နဲ့ accounting မှာဘာကွာလဲဒါလေးတစ်ချက်ပြောပြမယ်เนาะဒီမှာ currency မှာကြတော့ကျွန်တော်အောက်မှာတွေ့လား negative number လေးတွေဆိုရင်သူကဘာလဲပြလဲဆိုတော့အနုလက္ခဏာလေးနဲ့ပြရင်ပြမယ်ဒါမှမဟုတ်ရင် green လေးခတ်ပြီးတော့ပြရင်ပြမယ်ဒါဆိုရင်ကိုကရှုံးနဲ့မရှုံးစသဖြင့်ပြတယ်သူက currency ကโอเคเนาะဒီမှာ accounting ကတော့အဲ့လိုမဟုတ်ဘူးသူကရှုံးတာတွေမြတ်တာတွေမပြဘူး symbol တက်တက်ပဲထည့်ပေးတယ်နောက်ပြီးတော့ဘာလုပ်မလဲကိုယ့်ကိုတွက်ထားတဲ့ပုံစံပဲပေးမှာโอเคเนาะဒါလေးကကျွန်တော်နောက်ပိုင်းကိုကလေ့လာရင်နဲ့ပို့ပြီးတော့နားလေလာပါလိမ့်မယ်เนาะဒါဆိုရင်ကျွန်တော်တို့ဒီမှာ accounting လင်းသွားမယ် decimal place ကိုဘယ်နေရာခေါ်မှာလဲခေါ်လို့ရတယ် symbol မှာလည်းအများကြီးရှိတယ်ကိုကြိုက်တာတော့โอเคเนาะဒါမှတော့ dollar sign လေးသုံးလိုက်မယ်โอเคဒါလေးကြည့်မယ်ဒါဆိုရင်ကျွန်တော်ဒီမှာ accounting format လား currency format လားကိုကသိဖို့လိုတယ်เนาะဒီမှာဆိုရင် accounting format ဆိုရင်ကျွန်တော် dollar sign လေးတွေပါဖြစ်နေလဲဟုတ်ရှေ့ဆုံးမှာရှိတယ် left back ကပေါ့เนาะခြေဆုံးမှာရှိတယ်ဒါမှမဟုတ်ဘူးကျွန်တော်တို့ currency format ဆိုရင်တော့သူကငွေကြေးနဲ့တစ်ခါလေးကတ်နေတယ်ကျွန်တော်တို့ dollar sign တွေကเนาะကျွန်တော်တို့တက်ထားတဲ့ symbol လေးတွေအဲ့လိုမျိုးကတ်နေတယ်ဒီနှစ်ခုကိုကနားလည်ထားဖို့လိုတယ်ဟုတ်ကဲ့เนาะပုံမှန်အားဖြင့်ဆိုရင်တာမန်ဆိုရင်တော့ကျွန်တော်တို့မသိဘူးပေါ့เนาะအားလုံးကဘာလုပ်တာလဲ symbol တက်ထားရင်ဒါ currency format လဲဖြစ်မယ်ဒါနောက်ကြတော့ accounting format လဲဖြစ်မယ်ဒါဆိုရင်ကိုကလေ့လာထားပြီဆိုရင်တော့သိရမယ်ထားပါတော့ကိုယ့်ရဲ့ဒီငွေကြေး symbol လေးကကွာနေတယ်ဆိုရင်ဗာလဲ accounting format နဲ့တွက်ထားရဆိုတာသိရမယ်ငွေကြေး symbol လေးကတ်နေရဆိုတော့ currency format နဲ့တွက်ထားရဆိုတာသိရမယ်โอเคเนาะနောက်ပိုင်းကျရင်ကျွန်တော်တို့က format တွေလွဲနေလို့မရဘူး format တွေလွဲနေတယ်ဆိုရင်စာတွက်တဲ့အခါမှာမှားနိုင်ပါတယ်โอเคเนาะဒါဆိုရင်နောက်တစ်ခုလေးဆက်သွားမယ်နောက်တစ်ခုကဘာလေးလဲဆိုတော့ဆက်လို့ဒီမှာ date time format လေးဒါဆိုရင် date time လေးတွေကိုမရေးခင်မှာဒါလေးကိုတစ်ချက်လောက်ကြည့်မယ်เนาะဒါဆိုရင်ကိုယ့်ရဲ့ကွန်ပျူတာမှာဒါဘယ်နေရာလဲဆိုရင်ကြည့်လိုက်မယ်โอเคဒီမှာတွေ့လားဒါဆိုရင်ဒီမှာ10ရက်တလပိုင်း2020နှစ်ဒါဆိုရင်ဆရာတို့ကတော့ဒီကွန်ပျူတာမှာပြောင်းထားတာပေါ့နော်ဒီမှာ10ရက်တလပိုင်းပုံမှန်အားဖြင့်ဆိုရင်ကိုယ့်ရဲ့ကွန်ပျူတာကပြောင်းထားတာမရှိဘူးဆိုရင်ကျွန်တော်တို့ကဒီလတွေကပဲရှေ့ရလာပါတယ်โอเคเนาะဒါမျိုးလေးပြောင်းရှင်းနေဆိုရင်ဘယ်လိုမျိုးပြောင်းအောင်လဲဆိုတာလေးပြောပြပါမယ်
okay ဒါဆိုရင်ကိုယ့်ရဲ့ဒီ computer ရဲ့ဒီစာပေါက်လေးမှာကျွန်တော်တို့ဘာလို့ရိုက်ချလိုက်မလဲဆိုရင် control ပတ်နေဆိုပြီးရိုက်ချလိုက်နော် okay နော်ဒီမှာ control ပတ်နေဆိုပြီးကြာလိုက်ရင်ဒါလေးကို double click လေးနေပြီးဖွင့်လိုက်ပါ okay ဒီမှာဖွင့်လိုက်ပြီနော်ဖွင့်ပြီးတော့ကျွန်တော်တို့ဒီမှာဘေးရောက်တောင်းလဲဆိုတော့ဒီမှာ close and region ဆိုတာလေးရှိတယ် detail ဝင်ပါ okay နော်ဒီလိုမျိုးလေးဝင်လိုက်ရင်ကျွန်တော်တို့ဒီမှာကြာလာတယ်ဒီပုံစံလေးကြာလာမယ် okay နော်ဒါပြီးတော့ရင်ဘေးဆက်ဝင်ရမလဲဆိုရင်ဒီမှာ additional setting နဲ့ဆက်ဝင်ပါ okay ဒါဆိုရင်ကျွန်တော်တို့ဒီမှာဘာပြင်ပါလဲ date ကြီးပြင်ပါနော်ဒါကြောင့်ဘေးသွားမလဲဆိုရင် date လေးကိုသွားလိုက်တာပြီးသွားရင်ကျွန်တော်ဒီနာလေးမှပြင်ရပါမယ်เนาะဒီနာလေးမှကိုကဘာတွေဖြစ်နေတတ်လဲဆိုရင်ဒီနာမှာ M နှလုံးကရှေ့မှာဖြစ်နေတတ်တယ်ဒါဆိုရင်ကိုထားခြင်းတဲ့ပုံစံတိုင်းပြင်ပါမယ်ဆရာတို့ကဒီနာမှာ daily ကိုထားလိုက်မယ်เนาะ daily ကိုဘာလို့ထားလဲဆိုရင်ဒီမှာသူ့ရဲ့အတူခေါ်လေးပြောပြပါရင်ဒီဆိုတာကဘာပြောရလဲဆိုရင် day ကိုပြောတာပါ M ဆိုတာကတော့ month ကိုပြောတယ် Y ဆိုတာက year ကိုပြောတယ်เนาะဒါဆိုရင်ပုံမှန်အားဖြင့်ဆရာတို့ကဒီနာမှာ M တွေကရှေ့ကဖြစ်နေတတ်တယ်ပေါ့เนาะဒီပုံစံဖြစ်နေတတ်တယ်ဒီနာမှာ M တွေဖြစ်ပြီးတော့အလယ်မှာကျတော့ဆရာတို့ D တွေဖြစ်နေတတ်တယ်โอเคเนาะဒီပုံစံဖြစ်နေတတ်တယ်ဒါဆိုရင်ကျွန်တော်တို့ကိုသုံးမဲ့ပုံစံနဲ့ပြင်မယ်เนาะဒါကိုယ့်ရဲ့ကွန်ပျူတာရဲ့ဒီနိုင် date လေးမှာပြင်တာเนาะโอเคဆရာတို့ဒီမှာအဲ့လိုမသုံးဘဲနဲ့ဗာသုံးလိုက်မလဲဆိုရင်အလယ်မှာကျတော့ M ထားမယ်ဆရာတို့ဒီ shape မှာကျတော့ဆရာတို့က day ကိုထားလိုက်မယ်โอเคเนาะဒါကဘာလို့လဲဆိုရင်ကိုကဒီမှာရက်ကိုရှေ့ရလာစေချင်လို့ပါဒါမှမဟုတ်ကိုကဒီမှာဒီလောက်အောင်ရှေ့ရလာနေဆိုရင်ဘာလုပ်မလဲဒီနားမှာလောက်အောင်ရှေ့ရရေးမယ်โอเคเนาะဒီမျိုးလေးပြင်လိုက်ပါပြီးရင်ဒီမှာ apply လေးနှိပ်လိုက်ပြီးတော့ရင် okay လေးနှိပ်လိုက်โอเคเนาะဒီမှာလည်းဘာလုပ်မလဲ okay လေးနှိပ်လိုက်ဒါဆိုရပြီเนาะဒါဆိုရင်ကျွန်တော်တို့ဒီနားလေးမှာအခုလိုမျိုးလေးပြောင်းသွားလိမ့်မယ်โอเคเนาะဒါဆိုရင်ကျွန်တော်တို့ပြန်သွားကြည့်အောင်โอเคဒါဆိုရင်ဆရာတို့ပထမအဆုံးရေးကြည့်မယ်ဘယ်နှစ်ရက်လဲဒီနေ့ဆရာတို့10ရက်ဘယ်လောက်လဲဆိုရင်တစ်လပိုင်း2000နဲ့မှာ20နှစ်ပါเนาะဒါဆိုရင်အန်နာလေးခောက်ကြည့်လိုက်မယ်โอเคအန်နာလေးခောက်လိုက်လို့ကျွန်တော်တို့ကဒီ right back a လေးဒီမှာပေါ့เนาะ right line လေးမှာတွားကတ်တယ်ဆိုရင်ကိုရေးထားတဲ့ဒါ date format ဒီမှတ်နဲ့အလုံးမမဟုတ်ဘဲနဲ့ကိုကဒီမှာဆရာဦးမှာပြမယ်ဆရာတို့ဒီမှာကြည့်လိုက်မယ်เนาะအန်နာလေးခောက်လိုက်တယ်အန်နာခောက်လိုက်လို့ကိုရေးထားတဲ့စာသားဒီဆရာတို့ဒီ right back ကိုသွားမကတ်ဖဲနဲ့ဒီ left back မြင်းချောင်းမှာကတ်နေရဆိုရင်ကိုရေးထားတဲ့ date format ဒီမှာပါတယ်โอเคเนาะဒါဆိုရင်သတိထားရမှာကဒီနားမှာဘာလို့မလဲမြင်းဆောင်လေးနဲ့အန်နာခောက်ပါโอเคเนาะဒါဆိုရင်ကျွန်တော်တို့ဒီမှာ date time ရေးတဲ့အခါမှာအရေးကြီးတာကကိုက Anna Collide တို့ driver ကိုတွားခဲ့တယ်ဆိုရင်ကိုရေးထားတဲ့ date time မှန်ပါတယ်โอเคเนาะဒါဆိုရင်ကျွန်တော်တို့ဒီမှာ date time format လေးပြောင်းကြည့်မယ်ဒီမှာ format ကတောင်းအောင်တွားပါတွားပြီးတွားရင်ဒါပုံမှန်အဖြစ်ဆိုဒီမှာ date မှာသူ auto လောက်ထားတဲ့ပုံစံလေးတွေရှိတယ်ဒီမှာเนาะကိုကရက်ကိုလည်းအပြည့်စုံဖော်ပြရှင်တယ်ဒါလေးတွေကိုကြိုက်တာသုံးလို့ရတဲ့အများကြီးရှိတယ်ဒါဆိုရင်ကျွန်တော်တို့ဒါလေးသုံးပြမယ်โอเคတွေ့လားဒါဆိုရင်ဒီနေ့ဆိုပါလဲဆိုရင် Monday January 10ရက်ဘယ်လောက်လဲဆိုရင်ကျွန်တော်ဒီမှာ2000နဲ့မှာ20နှစ်စသဖြင့်အဲ့လိုမျိုးလေးပြတယ်โอเคเนาะဒါကတော့ကိုယ်စိတ်ကြိုက်ပြောင်းလို့ရတယ်နံပါတ် format ကတောင်းသွား date format မှာအများကြီးရှိပါတယ်ဒီမှာเนาะကိုကဘယ်လိုပုံစံလေးတွေသုံးရှင်တာလဲကိုသုံးရှင်တဲ့ပုံစံလေးတွေဒီမှာရှာပြီးသုံးလို့ရတယ်โอเคเนาะဒီမှာတော့ဆရာကဘာလေးပဲသုံးလိုက်မလဲဆိုတော့ပုံမှန်ကဏ္ဍလေးပဲသုံးလိုက်မယ်โอเคเนาะဒီမှာသုံးလိုက်ပြီဒါဆိုရင်နောက်တစ်ခုလေးဆက်ပြောကြည့်မယ်သူပေးထားတဲ့ဒီ date ထော်ရဲ့မှာခြေရအားဒီမလို့ရှင်ဘူးကိုတိုင်းစိတ်ကြိုက်ပြင်သုံးမှဆိုရင်တော့ပေးသွားရမလဲဆိုရင်ဒီမှာ custom အောင်တဲ့ကိုသွားပါတွိုင်းဒီမှာပြင်ရပါမယ်เนาะဒီ type ဆိုတဲ့နေရာမှာပြင်မယ် D ဆိုတာဘာပြောရလဲ day ကိုပြောတာ M ဆိုတာဘာပြောရလဲ man ကိုပြောတာโอเคเนาะဒါဆိုရင်ဆရာတို့ကဒီမှာဒီနှလုံးရေးထားတယ်ပေါ့เนาะဒီနှလုံးရေးထားတာဘာလို့ရေးထားလဲဆိုရင်ထားပါတော့ဆရာတို့ဒီမှာနောက်က M လေးကိုကြည့်လိုက်မယ် M ဆိုရင်ဘာလဲဆိုရင်တလာပိုင်းပဲရှိသေးတယ်ဒါပေမဲ့သူက M နှလုံးရေးထားတာဖြစ်တဲ့ကြောင့်တလာပိုင်းဆိုပေမဲ့01လို့ပြတာเนาะဒီမှာကြည့်မယ်ဆရာတို့ M တစ်လုံးထဲသာရေးလိုက်မယ်ဆိုရင်ဘာလဲ1လို့ပဲပြတာနားလည်မယ်เนาะဒါဆိုရင် M နှလုံးရေးလိုက်မယ်โอเคဒီလိုမျိုးပဲဆရာတို့ဒီမှာလည်းအဲ့လိုပဲဒီတစ်လုံးရေးထားတယ်ဆိုရင်ဘာလုပ်မလဲဆိုရင်ဆရာတို့တရက်ကနေပြီးတော့9ရက်နေ့ထိ1 to 9 1 2 3စသဖြင့်အဲ့လိုပြမယ်တကယ်လို့ဆရာတို့ကဒီနှလုံးသာရေးထားမယ်ဆိုရင်တရက်နေ့ကနေ9ရက်နေ့ထိဆိုရင်ဆရာတို့01 02စသဖြင့်09အဲ့လိုမျိုးပြပါမယ်โอเคเนาะဒါဆိုရင်ဒီ3လုံးသာရေးလိုက်မယ်ဆိုရင်တော့ဆရာတို့ရက်ကဲအတူကောက်ကိုပြမယ်4လုံးဆိုရင်တော့ကျွန်တော်တို့ဗာလဲဆိုရင်ဒီရက်ကဲအရှည်ကောက်ကိုပြပါမယ်โอเคเนาะဆရာတို့ဒီမှာနှလုံးပဲရေးလိုက်မယ် M မှာလည်းအဲ့လိုပဲဆရာတို့ဒီ month မှာလည်းကိုက3လုံးရေးမယ်ဆိုရင်ဆရာတို့လရဲ့အတူကောက်4လုံးဆိုရင်တော့လရဲ့အရှည်ကောက်နားလည်မယ်เนาะဒါမျိုးလေးကိုစိတ်ကြိုက်ပြင်သုံးလို့ရတယ်ဒါဆိုရင်ဆရာကဒီပုံစံလေးလိုချင်တယ်ပြီးသွားရင် okay လေးပေးလိုက်ရမလားနားလည်မယ်เนาะဒါကတော့ကျွန်တော်တို့ပါလဲဆိုရင်ဒါ date က format လေးကိုယ်တိုင်ပြင်ကြည့်တာနောက်တစ်ခုလေးဆက်ရေးကြည့်မယ်နောက်တစ်ခုကပါလဲဆိုရင်ဒီမှာ9နာရီတဲ့เนาะ9နာရီ PM ဒါဆိုရင်ဆရာတို့က time format လေးရေးမယ်
ဒါဆိုရေးလိုက်မယ် okay เนาะဒါဆိုရင်9နာရီဒါဆိုရင်ဆရာဒီမှာ PM ပြီးသွားရင်အန်နာလေးခောက်ကြည့်လိုက်ဒါဆိုရင်ဆရာတို့ရေးထားတဲ့ဒီမှာအန်နာခေါက်လိုက်တဲ့အခါမှာဒီမှာကြည့်မယ်ဆရာတို့ဒီဘက်မှာ right ဘက်ကိုသွားကလားမကတ်ဘူးเนาะမကတ်ဘူးဆိုရင်မားတယ်ဒါဆိုရင်ဆရာတို့ဒီမှာဘာလုပ်ရမလဲဆိုရင်မြေတမ်းမှတ်ထားပါနိုင်ရိုရေးတဲ့အခါမှာဆရာတို့ AM PM ရဲ့နောက်မှာဘာလုပ်ရမလဲဆိုရင်ဆရာတို့ဒီနောက်မှာ space bar ရှာပေးရပါတယ် okay เนาะဒါဆိုရင်ဆရာတို့ဒီနောက်မှာ space bar လေးတစ်ချက်ရှာပြီးတော့ရင်အန်နာလေးခောက်လိုက်နားလည်မယ်เนาะဒါဆိုရင်တော့ဒီမှာဘာပြောင်းသွားလဲဆိုရင်ဒီမှာပြောင်းသွားတယ်9နာရီဆိုတော့ဒါမှန်သွားပြီ okay เนาะဒါဆိုရင်ကိုရေးထားတဲ့ဒီ date တွေတိုင်းတွေ format တွေမှန်လားမမှန်ဘူးလားကြည့်ဖို့အတွက်ဆိုရင်ဘယ်လိုကြည့်ရလဲဆိုရင်ဆရာတို့ကဒီမှာ space bar ကိုရဲ့ဒီ right back မြင်းနေပေါ့เนาะဒါကတ်နေရတယ်ဒါမှသာလဲဆရာတို့ရေးထားတဲ့ time format တွေကမှန်ပါမယ်ဒါဆိုရင်ဒီလိုပဲသူ select မှတ်တာမှတ်ပြီးသွားရင်နာမ format ကတောင်းသွားလိုက်သွားပြီးသွားရင်ဆရာတို့ဒီမှာလဲတူတူပဲ time format တွေအများကြီးရှိတယ်ကိုကြိုက်တာသုံးလို့ရတယ်เนาะဒီမှာအများကြီးပဲကိုယ်တိုင်ပြင်သုံးရှင်နေဆိုလဲဒီမှာပြင်သုံးပါဒါဆိုရင်ဆရာတို့ဒီမှာတော့ပြင်မပြတော့ဘူးเนาะ okay ဒီမှာဒါလေးသုံးမယ်ဆိုရင် okay ဒါမျိုးလေးပဲတူတူပဲเนาะဒါဆိုရင်ဒါကတော့ time format ပါနောက်တစ်ခုကဆရာတို့ percentage ပါเนาะ percentage လေးသုံးကြည့်အောင် percentage ကလည်းရှေ့မှာလည်းပြောပြီးသွားပြီကိုကဒီဒသမဂိမ်းတွေကိုပြင်လို့တဲ့အခါမှာသုံးတယ်ဒါပါတော့เนาะဒါဆိုရင်ဆရာကဒီမှာအန်နာလေးခေါက်လိုက်တယ် select မှတ်ထားသူ့ရဲ့တောင်းသွားမယ် percentage ကိုသွားမယ်ဒီမှာကျတော့ဆရာတို့ဘာတွေထည့်လို့ရလဲဆိုရင် decimal place တွေကိုထည့်ရှင်ထည့်မထည့်ရှင်ပေးလိုက်ဖြတ်လိုက်เนาะ okay ဒါကတော့ percentage ပြောတာနောက်တစ်ခုအနေနဲ့ပါလဲဆရာတို့ဒီမှာ fraction ဆိုတာဘာလောက်တာလဲဆိုရင်ကျတော့ဒီခုနလိုပဲเนาะဒသမကိန်းလေးတွေကိုဘာပြောင်းတာလဲဆိုအပိုင်းကိန်းပြောင်းတာဥပမာဆရာပြောင်းပြမယ်နားလေးမှာရေးလိုက်မယ်เนาะဒါပါတော့ point ဒီမှာ25เนาะဒီမှာဒါလေးကိုပြောင်းပြမယ်ဒါလေးကိုဆရာတို့2ရဲ့ down ကိုနှိပ်လိုက်တယ်နှိပ်ပြီးတော့ရင် fraction လေးကိုနှိပ်လိုက်ဒီမှာ add to 1 digit ဆိုတာသူကတစ်လုံးထင်းနဲ့ပြောင်းပေးမှာเนาะ okay တွေ့လား 1.4 တိုင်းမျိုးလေးပြောင်းပေးသွားမယ်နားလည်မယ်เนาะ okay နောက်တစ်ခုကဘာလဲနောက်တစ်ခုကဆရာတို့ဒီမှာ scientific form လေးကကျွန်တော်တို့ဘာဒီမှာအများဆုံးသုံးလဲဆိုတော့ဒီယုံလေးမှာအများဆုံးသုံးတယ်ဥပမာဒီမှာကြည့်မယ်ကိုယ့်ရဲ့ကိန်းကဏ္ဍမှာဆရာတို့ဒီမှာရေးလိုက်မယ်အန်နာလေးကောက်လိုက်တယ်เนาะဒါဆိုရင်ဆရာတို့ကဒီမှာ3ညတွေကများနေတယ်3ညအလုံးရေးတဲ့ဘယ်လောက်မှန်းသိချာမသိဘူးဒါဆိုရင်ဘာသုံးလို့ရလဲဆိုရင်ကိုကရေးတဲ့အခါမှာနောက်မှာကိန်းကဏ္ဍတွေများနေတယ်ဆိုရင်ဒါလေးသုံးလို့ရတယ် scientific form လေးကိုသုံး okay เนาะဒါဆိုရင်ဆရာတို့ဒီမှာ decimal place ဆိုလေးရှိတယ်ယူရှင်လည်းရတယ်မယူရှင်ပြတ်လိုက် okay เนาะ okay ပြလိုက်ဒါဆိုရင်ဒါသင်္ချာသမားလေးဆိုတော့ပို့ပြီးသေးလိုက်မယ်ဆရာတို့ဒီမှာပါလေးလည်းပါလဲဆိုတော့ဒီမှာ 5e + 0.08 လို့ပြောတယ်ဒါဆိုရင် तू ကဘာပြောလဲဆိုရင်3ည8လုံးပါတယ်လို့ပြောတာဒီ9နောင်မှာ3ည8လုံးပါတယ်လို့ပြောတာနားလည်မယ်နော် okay ဆရာတို့ဒီနောက်တစ်ခုကဘာလဲဆိုတော့ test format လေးလည်းသုံးတတ်ဖို့လိုတယ်ဟိုအားလုံးကြုံဘူးကြမှာပါဆရာတို့ဒီမှာကုတ်နံပါတ်လေးတွေရေးကြည့်မယ်နော်001ရေးလိုက်တယ်ဆရာအန်နာခေါ်လိုက်မယ်ရှေ့မှာရေးလို့ရတာ0မရအောင်เนาะတကယ်လို့အဲ့လိုမျိုးကိုယ်စိတ်ကြိုက်ရေးချင်နေစဉ်ဘာလုပ်ထားဖို့လိုလဲဆိုရင်ဒါလေးကို tab format ပြောင်းထားဖို့လိုတယ်ဥပမာဆရာပြောင်းပြမယ်ဒါလေးကို select မှတ်တာမှတ်ပြီးသွားရင်သူ့ရဲ့ down နေလိုက် test format လေးပြောင်းလိုက် okay လေးပေးလိုက်မယ်ဒါဆိုရင်တော့ရေးလို့ရပြီ00အန်နာခေါ်လိုက်မရဘူးလားရရင်เนาะအဲ့လိုမျိုးပဲအောက်ကဟာတွေကိုလည်းကိုယ်ရေးမယ်ဆိုရင်ကိုရေးမဲ့ sequence တွေအားလုံးကို select မှတ်ပြီးသွားရင် test format လေးပြောင်းပြီးသွားရင် okay လေးပေးတယ်မှာဆိုရေးလို့ရပြီ002အနာကောက်မယ်ရမယ်နော်ဒါဆိုရင်ဒီခုလုံးကို select မယ်သူ့ရဲ့ down လေးကနေ auto fill နဲ့ဆွဲချတာရမလားဒါကတော့ဆရာတို့ဒါလေးတွေရေးပြတာအားလုံးကို select မှတ်ပြီးတော့သူ့ရဲ့ down ကိုနှိပ်ပြီးဆရာတို့ဘာဖြည့်လို့ရလဲဆိုရင် income error လေးဖြည့်လို့ရတယ်နားလည်မယ်နော်ဒါဆိုရင်တော့ဟိုအခုပြောသွားတာကဘာလဲဆိုရင်ဒါက format အကြောင်းလေးပြောသွားတာနော်ဒီ format အကြောင်းလေးလည်းရဖို့လိုတယ်ကျွန်တော်တို့ရအောင်လုပ်တာပါ okay နော်ဒါဆိုရင်ဆရာတို့ဒီနေ့တော့ဟိုဒါလေးတွေအားလုံးရမယ်လို့ထင်တယ်ဒါဆိုရင်နောက်ထပ်ဆရာတို့ဒီမှာစင်းစားလေးတစ်ခုလောက်ပေါ့နော်နည်းနည်းလေးတွားကြည့်အောင် okay ဒါဆိုရင်ဆရာဒီမှာစင်းလေးရိုက်လိုက်မယ်နော်မြန်လေးရိုက်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ဒီဘက်မှာတော့နေဒီဘက်ကအနားလေးခေါက်မယ် item ဆိုတော့ဒီမှာ price နော် test ခုံမယ်ဒီဘက်ကတော့ဘာလို့ရေးမလဲဆိုရင်ကျွန်တော်တို့ဒီမှာ quantity ဒီဘက်ကနောက်တစ်ခုလိုချင်တာကဘာလဲဆိုတော့ amount လိုချင်တယ်ရပြီနော်ဒါဆိုရင်ဆရာတို့ဒီမှာလည်းစင်းစရာတွေဘာမှဆွဲမထားသေးဘူးဒါကြောင့်ဆရာတို့အရင်ဆုံးဘာလုပ်လိုက်မလဲဆိုရင်ဒီတိုင်းပဲရေးလိုက်မယ် okay ဆရာဒါဆိုရင်ဆရာတို့ဒီမှာ auto fill လေးနည်းနည်းလေးသုံးကြည့်အောင်နော်ဒါဆိုရင် A column လေးကို select မလိုက်တယ် right click နှိပ်တယ် insert လေးခေါ်လိုက်ဒါဆိုရင်ဆရာတို့ဒီမှာ number လေးတက်ရှင်လို့နော်
okay ဒါဆိုရင်ဆရာနံပါတ်လေးတက်လိုက်ပြီဒီမှာရေးလိုက်မယ်1သူ့အောက်မှာကိုယ်တိုင်ဆွဲချမယ် keyboard ကကိုလိုကီလေးကိုဖိထားဆွဲချသွားပါနားလည်မယ်နော် okay ဒါဆိုရင်တို့ဒီမှာ name ဒီမှာဆရာမြင်အောင်လို့ရေးလိုက်မယ်ဟို okay နော် laptop တော့ကြတော့ပါလဲဆိုရင်ဒီမှာ hard drive ပေါ့နော် hard disk ရပြီရေးလိုက်တယ်ဆရာတို့ enter ခေါက်လိုက်မယ်ဒါစသဖြင့်ကိုကြိုက်တာရေးမယ်နော်ဒီမှာ keyboard နောက်ကြတော့ပါလဲဆိုရင်ဆရာတို့ mouse ဒါတော့ကိုကြိုက်တာလေးရေးပါဆရာတို့ဒီမှာရေးထားရင်ဖြစ်တယ်နော်ဆရာတို့ဒီမှာ 8p နော်ဒါမျိုးလေးရေးလိုက်ပြီအိမ်မှာ amount ဆိုတဲ့နေရာမှာလည်းရေးမယ် amount ဆိုတဲ့နေရာမှာဆရာတို့ဒီမှာ laptop ဆိုရင်ဆရာတို့ဒီမှာဘယ်လောက်ထားလိုက်မလဲဆိုရင်စသဖြင့်9သိန်းထားလိုက်တယ်ဒီမှာ hard disk ဆိုရင်ဘယ်လောက်လဲဆိုရင်ဆရာတို့9000နိုင်ပြီနော်9000ထားလိုက်တယ်ဒီမှာ keyboard ကိုလည်းအဲ့လိုမျိုးပဲကိုစိတ်ချပေးလိုက်မယ်ဒါဆရာကိန်းဂဏန်းလေးတစ်ခုသတ်မှတ်ပြရနော်4000ထဲမှာ800မောက်ကကြတော့ဘယ်လောက်လဲဆိုရင်ဆရာတို့4000 okay နော်အဲ့လိုမျိုးမှတ်လိုက်တယ်ဒါ AP ကတော့ဘယ်လောက်ကျမလဲဆိုရင်ဒီမှာဆရာတို့6000 6သိန်းပေါ့နော် okay ဒါမျိုးလေးရေးလိုက်တယ်ဒီမျိုးလေးရေးပြီးသွားရင်ဒီဘက်ကကြတော့ဗာလဲဆိုရင် quantity ဒါပါတော့အရေးအတွက်သူက3ခုဝယ်တယ်သူကတော့5ခုဝယ်တယ်သူကတော့6ခုသူက9ခု9ခုဒီမှာ5ခုစသဖြင့်ပေါ့နော်ဒါသူ့ရဲ့အမောင်းလေးရေးပြတာဒါဆိုရင်ဆရာတို့ကဒီမှာစာတွေပဲအရင်ရေးလိုက်တာပေါ့နော်ရေးပြီးသွားရင်ဆရာတို့ဘာလုပ်ရမလဲဆိုတော့ဒါတွေအားလုံးကိုဆက်လက်မှတ်မယ်မှတ်ပြီးသွားရင်ဒီမှာဘာလုပ်မလဲဆိုရင် order ပေးလိုက်ပြီနော် order ပေးသွားရင်အားလုံးကိုဘာလုပ်လဲဆရာတို့သုံးမဲ့ font လေးပြန်ပြင်မယ် tiny roman font size ကိုဘယ်လောက်နဲ့ရေးမှာလဲရွေးပါဆရာဒီမှာ16ရွေးလိုက်တယ် share တာရှင်းချက်မယ် row တွေ column တွေကို okay နော်ဒါဆိုရင်ဆရာရှင်းလိုက်ပြီဒီကနေ like share ပါ okay ဒါဆိုရင်ဆရာတို့ဒီဟာလေးကိုဘာသုံးမလဲဆိုတော့အားလုံးကို alignment မှာ middle align လေးအားလုံးသုံးလိုက်မယ် okay နော်အားလုံးကိုပေါ်ပေးလိုက်မယ်ရပြီနော်ဒါဆိုရင်ဆရာတို့ကပထမဆုံးဟာလေးကိုတော့ဘာလုပ်ရမလဲ font size မတူအောင်သူ့ကို section လောက်ထားလိုက်မယ် background fade color လေးတစ်ခုဖြည့်လိုက်ပါမယ် okay နော်ဒါဆိုရင်ဆရာတို့ဒါလေးတွေ့ကြည့်အောင်ဒီမှာတော့ဘာလုပ်တာလဲဆိုရင်ဆရာတို့ဒီမှာပေးထားတယ် name တွေပေးထားတယ် price ပေးထားတယ် quantity ပေးထားတယ်ဆရာတို့လိုချင်တာ amount ပါ okay နော်ဒါဆိုရင်တွေ့ကြည့်မယ်ဆရာတို့တွေ့ရမှာဆိုရင်ဘာလုပ်ပေးရမလဲဆိုရင် amount ကိုလိုချင်တယ်ဆိုရင် price နဲ့ quantity နဲ့မြောက်ပေးရပါတယ်ဒါဆိုရင်ဒီမှာဘာလုပ်မလဲ price နဲ့မြောက်ပါမယ်ဒီမှာဆိုရင် C2 လို့ပေါ်တယ်ဘာကြောင့် C2 လို့ပေါ်တာလဲဆိုရင် C column နဲ့ row 2နဲ့စုံတဲ့နေရာပေါ့ okay နော် C2 ကိုမြောက်ပါမယ်မြောက်တယ်ဆိုရင် keyboard မှာကျွန်တော်တို့အခုလိုမျိုးလေး star ပုံလေးပါတယ်ဒါကအမြောက်လက္ခဏာပါ quantity နဲ့မြောက်မယ် enter ခောက်လိုက် okay နော်ဒီလိုမျိုးပဲနောက်တစ်ခုလေးမြောက်မယ်ညီမြခြင်းဘာနဲ့မြောက်မလဲ price နဲ့မြောက်ပါမယ်ဘာနဲ့မြောက်အောင်လဲဆိုရင် quantity နဲ့မြောက် enter ခောက် okay နော်ဒါဆိုရင်ကျွန်တော်တို့ကနှစ်ခုလောက်ပဲမြောက်လို့ရတယ်မြောက်ပြီးသွားရင်နှစ်ခုလုံးဆက်လက်မှတ်ပြီးတော့ auto pay လေးနဲ့ဆွဲချလို့ရတယ် okay နော်ဒါဆိုရင်ဒီမှာလဲ auto pay တစ်ခါတည်းသုံးပြီးသွားပြီဒါဆိုရင်ဆရာတို့က total လေးတွေကိုလိုချင်တယ်သူတို့ရဲ့ total လေးကိုလိုချင်တယ်ဒါဆိုရင်မလုပ်မလဲဆိုရင်ဆရာတို့အောက်မှာဇယားဆွဲဖို့လိုတယ်ဒီဇယားဆွဲဖို့အတွက်ဆရာတို့ကဟိုတကူတကလိုက်ဆွဲမနေတော့ဘဲနဲ့ format painter လေးနဲ့ဆွဲကြည့်မယ်ဒါလေးတစ်ချက်မှတ်ထားပြီလား okay ဒါဆိုရင်ဆရာတို့ဒီမှာဆွဲပြီးသွားပြီဒါဆိုရင်ဆရာတို့ဒီနောက်မှာ total လို့ရေးမှာဖြစ်တဲ့ကြောင့်10ပေါင်းလိုက်မယ်မှာ10 okay total ဒါဆိုရင်ဒါလေးပေါင်းမယ်အားလုံးကိုဆက်လက်မှတ်ပါ auto sign တောင်းသွားပါစမ်းလေးနေပါဒီလိုမျိုးပဲဒီဘက်မှာလည်းပေါင်းမယ် quantity ဒီအားလုံးဆက်လက်မှတ် auto sign တောင်းသွားစမ်းရပြီနော် amount တွေအားလုံးလည်းဆက်လက်မှတ် auto sign တောင်းသွားစမ်းပေါင်းပါမယ် okay ရမလားဒါဆိုရင်ဒါလေးရမယ်နော် okay ဒါဆိုရင်ဆက်တို့ဒီနေ့တော့ဒီလောက်နဲ့ပဲရလိုက်ပါမယ်ဆက်တို့နောက်သင်ခန်းစာမှာပြန်တွေ့ပါမယ်